မင်္ဂလာပါဒီနေ့ကတော့ဒီမျက်လုံးကာလာအောင်မှာပေါ့နော်ထူးကာလာချဲတဲ့နီးလေးကိုပြပြမှာဖြစ်ပါတယ်မနေ့ကတော့ဒီက1ကာလာချဲတာလေးကိုပြပေးရပေါ့နော်ဒီနေ့ကတော့2ရောင်ထူးကာလာချဲတာလေးကိုပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒီတော့ထူးကာလာဆိုတော့ပထမနေ့အတိုင်း1ကာလာလေးကိုအရင်ဆုံးစချဲမယ်နော်မနေ့ကပြထားတဲ့အတိုင်းလေး1ကာလာလေးကိုအရင်ချဲမယ်1ကာလာလေးပြချဲပြီးသွားပြီဆိုတော့မှနောက်ထပ်2ကာလာလေးကိုချဲမှာပေါ့နော်အဲ့တော့ကာလာချဲတဲ့အခါရောက်ရင်လုံးဝမထစ်စင်နဲ့ဒီ area လေးတွေကိုရအောင်ဘာဖြစ်လဲဆိုရင်ရအောင်သွားမယ်နော်အပေါ်မှာတက်တယ်4000ကြီးတက်သွားတာမဟုတ်ဘူးလက်လေးကို white ပြီးတော့တက်သွားတာအခန်းငယ်ပုံစံလေး white သွားတာနော်ဘယ်လိုမျိုးကြီး4000ကြီးအဲ့လိုမျိုးတက်သွားတာမဟုတ်ဘူးနော်အိမ်စာလေးတွေအကြတယ်အတဲ့အခါမှာဘာတွေလိုအပ်လဲဆိုရင်ဒီတောင်းနေမှာ4000ကြီးတွေဖြစ်နေတယ်အဝိုင်းမဖြစ်ဘဲနဲ့ပေါ့နော်အဲ့ဒါလေးတွေသတိထားပေးပါဒီလိုလေးသွားမယ်ဒီတော့1ကာလာအရင်ချဲလိုက်မယ်နော်ကာလာချဲတဲ့အခါမှာလုံးဝအာမဆိုင်နဲ့နော်အားစိတ်စရာမလိုဘူးဒီလိုပက်လက်လိုင်းမသွားအောင်နော်ပက်လက်လိုင်းမသွားဘူးဒီလိုအောက်ကိုကားငယ်ပုံစံလေးသွားမှာနော်ကားငယ်ပုံစံလေးဒီလိုလေးသွားမှာနော်တချို့အဲ့ဒါပက်လက်လိုင်းနဲ့ခြေထားရရှိတယ်ဒီလိုကော့ကော့အဲ့လိုကော့ကော့ကြီးမဖြစ်ရဘူးလက်အားလေးတွေတိတ်ပြီးတော့မညီကြသေးဘူးပေါ့နော်လက်အားလေးတွေကိုတက်နေတယ်လို့ဒီလိုလျှော့မယ်နော်လျှော့ပြီးတော့မှပဲချဲမယ်လူပေါ်မှာရောက်လို့ချင်းအကျင့်ပါမှာဆိုလို့နော်โอเคပြီးရင်1ကာလာချဲပြီးသွားပြီဆိုရင်ကာလာလေးတွေထစ်လားမထစ်လားပေါ့နော်ပြန်ကြည့်မယ်ထစ်တယ်ဆိုရင်ထစ်တဲ့နေရာလေးတွေကိုလိုက်ပြီးတော့ blending ပြန်လုပ်မယ်ပြန်ဖြည့်မယ်ပေါ့နော်โอเคဒါဆိုရင်ဒီတော့ရသွားပြီပြီးရင်နောက်ထပ်ဒီတော့2ကာလာချဲမှာဖြစ်တဲ့အတွက်သူ့ထက်တရားရင်းတဲ့အရောင်လေးကိုထပ်ပြီးတော့ချဲပေးရမှာဖြစ်ပါတယ်ဟိုကကာလာ2တုံးကာလာချဲမှာဖြစ်တဲ့အတွက်ပေါ့နော်ဒါဆိုရင်ဒီတော့1ကာလာ2ကာလာဆိုလို့ရှိရင်သူ့ရဲ့2တုံးကာလာကဘယ်နားလောက်ထိရှိရမလဲဆိုရင်သူ့ရဲ့မျက်လုံးမျက်စံရဲ့နောက်တော့ပေါ့နော်ဒါဆိုလို့ရှိရင်ဒီလိုဒါအတွင်းထဲကမျက်လုံးမျက်စံအမဲပေါ့နော်အမဲလို့သဘောထားလိုက်မယ်အခုဒီ white ပြထားတယ်မျက်လုံးမျက်စံရဲ့နောက်တော့ဒီလောက်ထိအောင်ဘာဖြစ်မလဲဆိုရင်ခြေမယ်ပေါ့နော်အဲ့တော့ခြေမယ်ဆိုရင်ဒီထိအောင်ခြေမယ်လုံးဝဒီရှိကိုဘာဖြစ်လဲဆိုရင်မတိုးနဲ့မရောက်ရအောင်နော်အဲ့တော့ဒီထိအောင်ခြေလို့ရတယ်ဒီနားလောက်ထိခြေလို့ရတယ်သူ့ရဲ့မျက်လုံး area ကြည့်ပြီးတော့ပေါ့နော်အချင်းအကျယ်ကြည့်ပြီးတော့မျက်လုံးကျယ်တယ်ဆိုရင်မျက်လုံးမျက်စံနောက်ထိသွားလို့ရတယ်ကျင်းတယ်ဆိုရင်တော့ဒီမျက်လုံးထောက်ဒီနောက်ထိပဲသွားမယ်ပေါ့နော်ဘလို့ပုံစံသွားမလဲဆိုရင် V ပုံစံသွားမယ် V ကိုပေါ့နော်ဒါဆိုရင် V ကိုလှည့်လိုက်တဲ့ပုံစံလေးပေါ့နော်အဲ့လိုချွန်းချွန်းလေးသွားမယ်လိုလေးသွားမယ်နော်အဲ့တော့ကာလာဒီအောက်ကကာလာထက်ဘာဖြစ်လဲဆိုတော့အမိုင်းလေးပေါ့နော်ဒီကသွားမှာဖြစ်တယ်အဲ့တော့အမဲဖြစ်ဖြစ်ဒီအမဲဖြစ်ဖြစ်ပြီးရင်အညိုဖြစ်သွားလို့ရတယ်အဲ့တော့ဒီကအမဲလေးနဲ့ထည့်ပေးမယ်နော်အဲ့တော့အမဲလေးနဲ့ထည့်မှာဖြစ်တဲ့အတွက်ဒီကဘရက်ဒီသူ့ရဲ့နောက်ဒီတောက် area လေးမှာထည့်ရမှာဖြစ်တဲ့အတွက်ဒီလိုအသေးလေးသုံးမယ်နော်အသေးလေးသုံးမယ်ပထမချဲတဲ့ဘရက်ကတို့တွေကဒီမှာမျက်လုံးဒီ
ဒီဘရက်လေးဖြစ်တယ်အခုတူးကာလာချဲတဲ့ခါကျရင်ဒီဘရက်လေးအသေးလေးနဲ့ချဲမယ်နော်ဘရက်သေးတယ်ဆိုရင်ရပြီလေးယူမယ်ယူပြီးရင်ဒီတောင်လေးမှာဒီရထည့်မယ်နည်းနည်းညွန့်ညွန့်မိုင်းမိုင်းလေးဖြစ်သွားအောင်လို့ပေါ့နော်တခြားကာလာတွေထည့်မယ်ဆိုလို့ရှိရင်လေသူကမျက်လုံးကမချဲတတ်ဘူးဆိုရင်ဆက်ဖြည်းဖြည်းဖြစ်တတ်တယ်အဲ့တော့ဒီအမဲလေးတွေကတော့မျက်လုံးကိုပို့ပြီးတော့လှသွားစေတယ်ဆိုတော့ဒီလိုအမဲလေးတွေထည့်တာပို့လာတယ်မျက်လုံးတောင်လေးပို့ညှို့သွားတာပေါ့နော်အဲ့တော့ဒီမျက်လုံးမျက်စံနောက်တောက်ဒီချဲပြပေးမယ်နော်ဒီ area မှာပဲထည့်မယ်ဒီရှေ့လုံးဝမသွားအောင်နော်နော်အဲ့လိုလေးကောင်းမယ်နောက်မထွက်ဘူးပေါ့နော်နောက်လုံးဝမထွက်ဘူးနော်ပြီးရင် blending ပြန်လုပ်မယ်အဲ့ဒါလေးဒီလိုညွန့်ညွန့်မိုင်မိုင်လေးရမယ်နော်ဒီဘက်ကိုလည်းအဲ့တိုင်းလေးပဲဒီလိုပြန်ချဲမယ်မျက်လုံးမျက်စံရဲ့နောက်တော့ပေါ့နော်ဒီကကြလို့ရှိရင်လက်ကိုစောနာလိုမျိုးပေါ့နော်ဘယ်ညာသွားပြီးတော့ဒီလိုအရန်အကျဲကြီးတွေသွားကြမလို့နော်အကျဲကြီးတွေသွားကြမလို့ချင်းချင်းလေးနဲ့မြင်မြင်မြင်လေးသွားမယ်ပေါ့နော်အရင်အားမထဲနဲ့အားထဲလိုက်ပြီဆိုလို့ရှိရင်အိမ်မှာပုံပြီးတော့ထစ်သွားလိမ့်မယ်ခဏခဏပြန်ချင်ချေရပါစေဖြည်းဖြည်းလေးနဲ့ပုံမှန်လေးသွားမယ်ဒီတိုင်းလေးသွားမယ်လုံးဝရှေ့ကိုမရောက်စေနဲ့နော်ပြင်လန်းလေးပြန်လုပ်မယ်ဒါကတော့သူကစာရွက်ပေါ်မှာဆိုတော့ဒါမျက်လုံးမိတ်နေတဲ့ပုံစံပေါ့နော်အဲ့တော့ကာလာလေးချဲမယ်ဆိုရင်မျက်လုံးကိုအမြဲတမ်းမိတ်ထားမယ်ဒီနေရာမှာပြောချင်တာပြောချင်နေလဲဆိုရင်ဒီနေရာမှာတောင်ကြီးတွေမဖြစ်စေနဲ့ရက်လိုက်တဲ့နေရာမှာလေဒုံဒုံတီတီတွေမရက်ပါနဲ့ပေါ့နော်ဒီမှာရမ်းလိုက်တဲ့အခါမှာအမဲဆိုအမဲတပုံနဲ့ဒုံးတီမဖြစ်စေနဲ့သူကအောက်ကကာလာလေးနဲ့ဘာဖြစ်နေအောင်လဲဆိုရင်ရှိတ်သွားတဲ့ပုံရိုးရှက်သွားတဲ့ပုံလေးဖြစ်ရမယ်ဒါမျိုးမဖြစ်ရအောင်နော်ဒီမှာအောက်ကကာလာရဲ့တရားအမဲရဲ့တရားအဲ့လိုဖြစ်နေတတ်တယ်ဒါမျိုးမဖြစ်ရအောင်အခုလိုမျိုးလေးပဲပြပြလေးပေါ့နော်သူရိုးရှက်သွားတဲ့ပုံစံမျိုးလေးဖြစ်နေရမယ်နော်အဲ့တော့ထစ်နေတယ်ဆိုရင်တော့ပြန်ပြီးတော့ဘာလုပ်မလဲဆိုရင်တော့ပြန်ဖြီးပေါ့နော်ထစ်တယ်လို့ခံစားရင်အဲ့တော့ဒီအဆက်နေရလေးတွေကိုအမြဲတမ်းပြန်ပြီးတော့ဖြီးမယ်နော်ဒီလိုလေးရိုးရှက်သွားရမယ်နော်ဒါလေးကတော့ဒီလိုထူကာလာလေးဖြစ်ပါတယ်အဲ့ဆိုဒါလေးလည်းအင်္ဂါလေးအပ်ပေးပါနော်